လုံးမင်္ဂလာပါရွှေပါဟုတ်ပါတယ်ရွှေပါဘုံတို့ကတမီးရဲ့နိုမင်တွေရောဟဲရီကောက်လေးဖမ်းထားနေဟာပြီးတော့တိတ်ဆက်ပေးထားပါတယ်တိတ်ဆက်ပြီးတော့အတန်းမသွားဘူးအတန်းပါကြည့်လို့ဒီခုအခုဒီမှာပြေးလိုက်တာရသွားပါတယ်ကဲလို့ဒါဆိုရင်လက်ဆက်ပြေးတော့တမီးကတော့ရွှေပါဟုတ်ပါတယ်တမီးရဲ့ရွှေပါဆောက်ခိုင်းတဲ့ပါဝါလေးတွေကိုရေးပြရမှာအမြင်ရောပဲဖြစ်ဖြစ်အဖြူရောပဲဖြစ်ဖြစ်ခရမ်းရောပဲဖြစ်ဖြစ်ခရမ်းရောပဲဖြစ်ဖြစ်ပေးရရေးပေးခရမ်းပါဒါဆိုရင်တမီးဖြူပြပါမယ်အခုကတော့ဘာကြီးဆောက်ပြမလဲဆိုတော့ဘောနော်ဘာကြီးဆောက်ပြမလဲဆိုတော့ဘောနော်တမီးကတော့ဒီကနေ့ဆောက်ပြမှာဖြစ်ပါတယ်ကိုရဲ့နာမည်ကတော့လိုဘလောက်ပါလိုဘလောက်မှာဆောက်ခိုင်းရှိတဲ့တာဝလေးတွေရေးပေးခဲ့ရပါတယ်ဟုတ်ပါတယ်ဒီသိချင်တာလေးလည်းမီးခလေးရအောင်မဟုတ်သိချင်တာဆောက်ဘူးလာခဲ့ရအောင်ဆောက်ရင်တော့ပြီးလို့သိချင်တာလေးဆိုရင်လည်းမီးဖာနေလိုဘလောက်ပြောမှတမီးမသိပါဘူးအကျဉ်းကဖိတ်ခေါ်တာလေးတွေရေးခဲ့ပေးရပါနော်။ဒါလေးတွေအမဒါလေးရေးခဲ့လို့ရတယ်။ဒီကတော့ဒီကအရင်ဖြစ်တယ်။ဒါလေးလည်းလာပြပါမယ်။အရင်ဖြစ်လောက်နေပြီ။ဝင်သွားတယ်။ဟိုခဏကကြောင်လာနေတူတူပဲ။အဲ့ဒီကေမဆောက်ကြည့်ပါဘူး။ဆုံးမ။အောင်ကဆက်ဖို့ရှိနေတယ်။အဲ့ဒါတေရောဟိတဲ့လို့လို့လာမှာနော်။ဒီလိုငါဆက်လို့လာမှာနော်။အဲ့ဒီကြီးကဆက်ဖို့တေဘော်ရီတဲ့ဆိုတာ။ဟုတ်ပြီလို့လို့လည်းကတော့စားဖို့မလိုတော့တာလို့တွေ့တယ်အပိုက်ကြတော့လည်းဒီနေ့တော့မပြေလို့မအားပေးရအားပေးလို့မဟုတ်ပါဘူးဘယ်လိုလဲမမဆောက်ကြမယ်ပေါ့နော်အခုစီဆောက်ခိုင်းရတာပါလေရေးခဲ့ပေးပါဆောက်ကြဆုံးနေပါကေရီစာတောင်းမလဲဆိုတော့ပေါ့နော်နာကဘာရင်ဆန်ကြမလဲဒီကနေ့ရှင်းနေပါနော်ဆရာရှင်းနေပါကြည့်နေတဲ့လူတွေကပဲရတော့ဘယ်လောက်လဲဆိုတော့ဒီမသိပါဘူးပဲရတာပါလေခုပြပါမယ်ဟဲ့ဘယ်အောင်မြင်နေအောင်လေးခရလေးဖြစ်တဲ့တော့အကောင်ရုံမျိုးဆိုတာပါလေတော့ဆက်ရမလဲရုံမျိုးဆိုဘောတာလေးဆက်ပြီးပါလားဟာမင်းဟုတ်ပြီအဲ့ရခေါ်ပါလိဒီနေ့ရပါပါလိလို့ကိုတခေါက်တင်လို့လို့အတန်နဲ့ပါဘူးခုအတန်ရောပြန်ဆုံးနေအတန်ကိုနေရတော့ဘယ်လိုလဲကအမှတောက်သွားရောနာတော့ကြားရတယ်ကြောက်သွားပါလိတော့အတန်ဆက်တယ်တော့ခုမပိုင်နော်ပေါ့နော်ချစ်သူရဲ့စကားကိုပြောဟင်ပြန်ရဆက်တယ်နင်ကဘေးကောင်းနေဆိုတော့ငါလည်းဘေးကောင်းလိုက်ကြတာပြီလားပေါ့
ရောဘာကကောင်းနေလဲအကားရဆွဲလိုက်ပါဘူးကိုဆက်ခါကြီးပါပါလေရေးသေးရပါဘူးကောမအမိုင်းရေးပါအော်မင်းတို့ကိုယ်ကလည်းပေးကြကြအောင်နော်အခန်းကလည်းခဘင်းနဲ့ခေါင်းလေးကလည်းမိပေးထားတယ်နော်ဒါပါဒီနေ့ကလိုလို့ဒီနော်ငန်းအိုးတင်နေတာဒီမှာဟုတ်ပါတယ်အမေကတော့ဒီလိုမျိုးရှိလို့ဒီတိုင်းဒီတင်လာပဲလေနော်အရှိဒါလေးလည်းပြောရပါအားရမ်းတယ်အဲ့ပဲဒီကိုဘာကောင်းဘူးဘယ်ပါနာအလောင်းလေးရနေရနေဒီက